ကျေးဇူးတော်မင်္ဂလာပါဘုရားသခင်ရဲ့စုံလင်သောကျေးဇူးတော်နဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုပါတယ်ဒီနေ့မှာတော့ဖြင့်သင်းအုပ်တရဲ့ဘဝကိုခန်းစားပြီးတော့ရေးဖွဲ့ထားတဲ့ကြပြလေးတစ်ပုဒ်နဲ့သင်းအုပ်များကိုခွန်အားပေးလိုပါတယ်လို့အော်သင်းအုပ်အသက်တာမမှန်ရင်နာနာဆုံးမခံရတတ်တာသင်းအုပ်တရားဘုရားသခင်ရဲ့သိုးတိမ်ဖြစ်တယ်ယုံကြည်သူများဟာသိုးများဖြစ်တယ်သိုးတွေကိုထိန်းချောင်းရတဲ့သိုးတိမ်ကဲ့သို့ပဲယုံကြည်သူများကိုတမန်တရားလမ်းထဲသို့ဥဆောင်ပေးရတဲ့သင်းအုပ်တရားအသက်တာမှန်ဖို့အရေးကြီးပါတယ်ဘုရားသခင်နဲ့အသက်တာမှန်ဖို့အရေးကြီးသလိုမိသားစုပြီးတော့မှတဆင့်တန်ရှင်းသူများယုံကြည်သူများပြီးတော့မှတဆင့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့မယုံကြည်သေးသောသူများနဲ့လည်းပဲအသက်တာစက္ကန့်မှုဟာမှန်ကန်ဖို့အရေးကြီးပါတယ်အဲ့ဒီလိုမမှန်ဘူးဆိုရင်ဘုရားခင်ကအဲ့ဒီသင်းအုပ်ကိုပဲအသုံးပြုသလိုဆုံးလဲဆုံးမပါတယ်လို့လူတွေတမန်တရားသိပြီးတရားအားရှိအသက်ရှင်တာတွေ့ရင်ပီတိဖြစ်ရတာသင်းအုပ်ယေရှုတော်ဒီဟုသောဘုရားခင်ရဲ့တမန်တရားကိုယုံကြည်သူများအမှန်တကယ်သိကျွမ်းပြီးတော့ယုံကြည်ခြင်းနဲ့အသက်ရှင်နေတာကိုတွေ့ရတဲ့အခါမှာကျင့်နဲ့ရတာကသင်းအုပ်ဆရာတွေပါသင်းအုပ်တွေပါပီတိဖြစ်ရတာသင်းအုပ်ပါဒါကြောင့်ကျောင်းဆရာများကဲ့သို့ပဲကျွန်တော်တို့မှာပီတိကိုစားပြီးတော့အားရှိတယ်ဆိုတဲ့အတိုင်းပဲဘုရားခင်တမန်တရားဘုရားခင်ကျေးဇူးတော်တရားကိုသစ္စာရှိဝေငှရတဲ့အခါခံယူတဲ့သူများကယုံကြည်ခြင်းနဲ့အသက်ရှင်တာတွေ့ရင်ကျွန်တော်တို့မှာခွန်အားဖြစ်ရပါတယ်ဝမ်းမြောက်ရပါတယ်ဧဝံဂေလိတရားကိုမခံယူရန်သူလိုသဘောထားပြောချသမျှညင်းပယ်ကြိုးစားမယ်အားထုတ်မယ်ဆိုတော့အမှန်တကယ်ဝမ်းနည်းရတာသင်းအုပ်လူတွေကြိုးစားကြင်ကြံအားထုတ်ပွားများလို့မရနိုင်တဲ့တန်တရားလွတ်ကြောင်းတရားဖြစ်တဲ့တမလွန်ရေးကိုမြုံကြည်သေးသောသူများနဲ့ဆွေးနွေးကြတဲ့အခါအထူးသဖြင့်တော့ဧဝံဂေလိတရားကိုဝေငှကြေညာကြတဲ့အခါကျွန်တော်တို့ဖြင့်တတ်နိုင်တဲ့လောက်တော့ကိုယ့်ဘာသာကိုစူးစမ်းပါမယ်တန်တရားဘလောက်ပဲရှည်စူးစမ်းကြည့်ခြင်းနဲ့ဗျာလို့ဆိုတဲ့အတန်တွေကြားတဲ့အခါမှာအမတန်ဝမ်းနည်းရပါတယ်လူဆိုတာကိုအားကိုးလို့မရတဲ့တတ္တဝါဆိုတာသိဖို့အမတန်ကောင်းပါတယ်ဖြူနေတဲ့စပင်တစ်ချောင်းတောင်မဲအောင်မလုံနိုင်တဲ့လူကဘယ်လိုများအားကိုးလို့ရနိုင်ပါလဲဒါကြောင့်တန်တရားလွတ်ချောင်းတရားအတွက်တော်၎င်းထာဝရအသက်ကိုရရှိဖို့အလို့ငါတော်၎င်းအပြစ်တရားကနေပြီးတော့လွတ်ချင်းခံရဖို့အလို့ငါတော်၎င်းမိမိစူးစမ်းမှုနဲ့မရနိုင်ဘူးဆိုတာကိုလည်းပဲဧဝံဂေလိတရားဖြင့်သစ္စာရှိတတ္တိရှိကျွန်တော်တို့ဖော်ပြဝေငှရတာသင်းအုပ်တွေပဲဖြစ်ပါတယ်ဒေသနာတစ်ပုဒ်ကခံယူသူတို့အထဲမှာအလုတ်လို့တော့ကိုရော့ကိုကျေးဇူးတင်ရတာသင်းအုပ်စင်ကြင်နဲ့ပြင်ဆင်တဲ့နှုတ်ကပတ်တော်ဒေသနာတစ်ပုဒ်ကကြားနာရတဲ့ယုံကြည်သူများရဲ့နှလုံးသားထဲမှာအသက်တာထဲမှာအလုတ်လုပ်ပြီးဆိုရင်ဘုရားသခင်ကိုကျေးဇူးတင်ရတာပါဘာကြောင့်လဲဆိုတော့ဘုရားသခင်စကားတော်ဖြစ်လို့ပါကျွန်တော်တို့ဂုဏ်ယူစရာကျွန်တော်တို့နာမည်ထင်ပေါ်စရာအကြောင်းမရှိပါဘူးဘုရားသခင်ကိုကျေးဇူးတင်ရတာပါလို့ဒါကြောင့်သစ္စာရှိနဲ့ဝေငှပြီးတော့ပြင်ဆင်တဲ့နှုတ်ကပတ်တော်ဒေသနာသည်ယုံကြည်သူများအသက်တာထဲမှာအလုတ်လုပ်ခြင်းကိုတွေ့မြင်ပါရစေတမန်ကျမ်းကိုတရားမဆမ်းမဲ့နေ့တိုင်းနန်းလို့အယံချစ်ရတာသင်အောင်တမန်ကျမ်းစာကိုဖတ်ပြီးတော့ဒါကတော့ရှေ့နောက်ပြောင်းရင်ကောင်းမယ်ထင်တယ်ဒါလေးကတော့ဒီနေရာမှာဒီလိုလေးသုံးလိုက်ရင်ကောင်းမယ်လို့ကျွန်တော်တို့မပြောရဲပါဘူးတရားနီးကြသည်မကြသည်ကျွန်တော်တို့မပြောရဲပါဘူးဘုရားသခင်စကားတော်ဖြစ်လို့အမတန်မှချစ်ရပါတယ်နေ့တိုင်းနန်းလို့အယံချစ်ရပါတယ်တမန်ကျမ်းစာကိုမခံယူပဲမစင်ကျင်ပဲအသက်ရှင်ရတဲ့နေ့တရက်မှတစ်နေ့မှကျွန်တော်တို့ကြော်ဖြတ်လို့မရပါဘူးသင်အုပ်တွေဘဝအစင်တန်းအသားရောင်ခွဲဖို့နားမရောင်ရဲပဲဥဆောင်ရတာသင်အုပ်အစင်တန်းတွေခွဲဖို့အသားရောင်ခွဲဖို့ကျွန်တော်တို့သင်အုပ်တွေမှာစဉ်းစားလို့မရပါဘူးဘယ်လိုအသားရောင်ပဲဖြစ်ဘယ်လိုအစင်တန်းမျိုးပဲဖြစ်အတူတူချစ်ရပါတယ်အတူတူဂရုစိုက်ရပါတယ်ကို့မှာအားနေချိန်ကို့မှာဝမ်းနေချိန်ကိုတော့လူတွေလမ်းလွဲမသွားဘူးတမာတရားနဲ့ဆွဲရတာသင်အိုးတခါလူသားဖြစ်တဲ့အတွက်ကြောင့်အားနေတဲ့ချိန်လည်းရှိပါတယ်ဝမ်းနေတဲ့ချိန်လည်းရှိပါတယ်ဒါပေမဲ့လို့ကိုအားနေတာကိုဝမ်းနေတာထက်ဘုရားခင်လူစုဘုရားခင်တိုးစုလမ်းလွဲမသွားဘူးတမာတတိနဲ့ကြည့်ရှုပြီးတော့ထိမ့်သိမ့်ပြုစုစောင့်ရှောက်ရတာသင်အုပ်ရဲ့ဘဝပါရတ္တတွေများစွာကြားကစင်ကြင်ကစဉ်းစားမိတော့ခေါ်တာကကိုရောခိုင်းတာလဲကိုရောမို့
ရင်ထဲမှာရှိတာပြောမယ်သင်းအုပ်ဘဝကိုမျက်နှိုးတယ်ရတ္တတွေတော့ခံစားမှုတွေတော့များပါတယ်ဒါပေမဲ့သင်းအုပ်ဆရာဖြစ်လာဖို့အတွက်ခေါ်တာကကိုတော်ပဲဖြစ်တယ်ပြီးတော့ခိုင်းနေတာလဲကိုတော်ပဲဖြစ်ပါတယ်ဒါကြောင့်ခေါ်ပြီးခိုင်းတဲ့ကိုတော်ကြောင့်သာလျှင်ကျွန်တော်သင်းအုပ်ဘဝကိုမျက်မျက်နိုးနိုးနဲ့ဘလောက်ပင်ခက်ခဲသည်ဖြစ်စေဘယ်လိုခြေနေမျိုးနဲ့ရင်ဆိုင်ရသည်ဖြစ်ပါစေဝမ်းမြောက်ဝမ်းသာနဲ့ဘုရားသခင်အမှုတော်ဆောင်ရတဲ့သင်းအုပ်ဘဝဖြစ်တာကြောင့်သင်းအုပ်ဘဝကိုမျက်နှိုးမိပါတယ်လို့ဒါကြောင့်သင်းအုပ်အသီးသီးလည်းပဲသင်းအုပ်ဖြစ်ခြင်းအတွက်မျက်နှိုးနိုင်ပါစေကျွန်တော်အစအဆုံးတစ်ခေါက်ပြန်ဖတ်ပြလိုပါတယ်။အော်သင်းအုပ်အသက်တာမမှန်ရင်နာဆုံးမခံရတာသင်းအုပ်လူတွေတမာတရားသိပြီးတရားအားရှိအသက်ရှင်တာတွေ့ရင်ပီတိဖြစ်ရတာသင်းအုပ်ဧဝံဂေလိတရားကိုမခံယူရန်သူလိုသဘောထားပြောချသမျှညင်းပယ်စူးစမ်းမယ်အားထုတ်မယ်ဆိုတော့အမှန်တကယ်ဝမ်းနေရတာသင်းအုပ်ဒေသနာတစ်ပုဒ်ကခံယူသူတို့အထဲအလုတ်လုတ်တော့ကိုရော့ကိုကျေးဇူးတင်ရတာသင်းအုပ်တမာချမ်းကိုတရားမဆန်းပဲနေ့တိုင်းနမ်းလို့အယမ်းချစ်ရတာသင်းအုပ်အဆင့်တန်းအသားရောင်မခွဲဖို့နားမရောင်မဲ့ဥဆောင်ရတာသင်းအုပ်ကို့မှာအားနေချိန်ကို့မှာဝမ်းနေချိန်ကိုရော့လူတွေလမ်းလွဲမသွားဖို့တမာတရားနဲ့ဆွဲရတာသင်းအုပ်ရတ္တများစွာဂျားကစင်ကျင်ကစဉ်းစားမိတော့ခေါ်တာကကိုရောခိုင်းတာလဲကိုရောမှုရင်ထဲမှာရှိတာပြောမယ်သင်းအုပ်ဘဝကိုမျက်နှိုးတယ်